တင်အချစ်ဆုံးလူကတင့်ကိုထားခဲ့လို့နာကျင်နေရလားတကယ်တော့အဲ့ဒီလူဟာတင့်ဘဝထဲကိုအကြောင်းမဲ့ရောက်လာတာမဟုတ်ပါဘူး spiritual အရာပြောရရင်ကျွန်တော်တို့ဘဝထဲကိုလူတွေရောက်လာတာအကြောင်းရင်းနှစ်ခုပဲရှိတယ်သင်ခန်းစာပေးဖို့ lesson ဒါမှမဟုတ်လက်ဆောင်ပေးဖို့ blessing ပါပဲတခါတလေစကောလာကတင့်ကိုပိုကောင်းတဲ့နေရာပို့ပေးခြင်းတဲ့အခါတင့်နဲ့မထိုက်တန်တော့တဲ့သူတွေကိုအတင်းဖယ်ထုတ်ပေးတတ်ပါတယ်သူတို့မကောင်းခဲ့တာကိုဒေါသထွက်နေမဲ့အစားငါ့ကိုဒီလိုရင့်ကျက်အောင်တင်ပေးခဲ့လို့ကျေးဇူးပဲလို့ပြောပြီးလွတ်ချလိုက်ပါအဲ့ဒီလိုခွင့်လွှတ်လိုက်တာဟာသူတို့အတွက်မဟုတ်ဘူးတင့်ရဲ့စိတ်ဝိညာဉ်လွတ်လပ်ဖို့အတွက်ပါအခုလမ်းဆုံးသွားပြီလို့မထင်ပါနဲ့တကယ်တော့ဒါကစစ်မှန်တဲ့အချစ်နဲ့တွေးဖို့အတွက်လမ်းစာပဲရှိပါသေးတယ်မင်းဟာအချစ်ခံရဖို့ထိုက်တန်တဲ့တို့ပါ